ကလုံး9ရက်စီသွားနေကြတာကလုံး9ရက်စီမုံလက်ဆောင်ပန့်စီတော်မဝဥချာကလုံး9ရက်စီဆိုတော့9ရက်တခါမှကျန်တဲ့မြို့တွေကလူတွေကလာရောင်းတာသူတို့ကဒီနားမှာရှိရကလောရဲ့အင်းနီညောင်ရွှေပြီးတော့အဲတောင်ကြီးထီတို့ကဈေးကိုတစ်ပတ်ကိုတရက်စီတို့ကပတ်ရောင်းတာတစ်မျိုးတရက်စီဆိုတော့တစ်ပတ်လုံးဆိုတော့ရက်ပြည့်သွားအဲ့ဒီတဘောပေါ့အဲ့ဒါလေဈေးပြက်ကလေးလို့ထုတ်တာလို့ရှိတယ် fast တော့ပဲဒီဘယ်လိုလဲတပိတ်တာဘယ်နှလုံးလောက်ပါလဲhas ထောပဲဒီကိုတပိတ်တာကို9000နဲ့10လုံးကျော်တော့ပါမှာပေါ့ဒီမိုဒီကဘယ်လောက်ပြီးတာတောင်းဖို့ပါအများကြီးပဲမကြောက်လားဒီကဘယ်လိုရအောင်ဟုတ်တယ်ညီစားသူတပတ်ချောက်ကဘယ်လိုကွာလဲတပတ်ချောက်ပဲဆက်ရချင်ခဲ့တာ green tea อ๋อ green tea ခဲတော့ယူယူဒါ green tea နေကြစီလေး你家虽然才2块钱ဒီကြတီးကဘယ်လောက်တော့你家里的不能好ဒီကနှစ်ဘူးဒီပဲနှစ်ဘူး老你们那5块钱စိတ်အောင်စားလို့မရဘူးတော့ပါမယ်ဝိမစီးတဲ့ချင်းစိတ်အောင်စားဖက်ချမယ်ထောပဲတုတ်ဘူးဘယ်လောက်ကုန်သွားလဲဒီဟာဘယ်လောက်ကုန်လဲဒါ1000ပါဒါ1000ရင်ဒါ19500ဘယ်လောက်ကုန်ပါလဲငါတို့ဒီမှာ hash ထောပဲတီးက9000ရယ်နေကြစည်းက4000ပဲ900ဒါကြီးကမင်းညလာတဲ့လမ်းကြီးပဲလေဟုတ်တယ်စီးရဲသွားနေရပါဒါတော့လက်ဖက်ချောက်ကပါရှိဘယ်လောက်အဲ့ထက်ဟိုက3000ဒီအောင်တူတူပဲ2000မကြတော့ဟုတ်တယ်ဟဲ့ဆက်မယ်တော့အနီကျွန်တော်ဒီထဲက9000မိုးနဲ့အဲ့ထဲက9000မိုးနဲ့ထည့်တော်ပဲကိုရွှေခိုင်းတာ1000နဲ့ရတယ်တော်ပဲရောအခုစားမှဆိုပြီးတော့1000မိုးအတိအမဲ့တွေပဲရွေးလာခိုင်းနေပြန်လာပြီဟိုဟာကလောမျိုးမှစီမံဈေးဝယ်ပြီးချောင်းပုံသွားတယ်နော်ဒီတာလက်စားပါကဲဒါမင်းရောဟိုချိုဒါခေါ်ပေါ့ဒါသူ့ဘူးကြသူ့ဘူးကြတယ်ဒါလက်ဖက်ချတယ်ဒါအေးပေါ့โอเคပါစီတော့ဒီမှာကော်ဖီအော်ဒါကော်ဖီကူးလေးဖြစ်ပါတယ်မထိုးပဲဒီဟောထောပဲတီငါတို့ရဲ့ထုတ်လိုက်ကြီးဝယ်လာပါသေးတယ်